အဲ့ဒီနှစ်ထီးကြီးကိုသားမွေးခိုင်းလို့ငါလည်းစိတ်ညစ်နေတာဗောတီလာရအဲ့ဒါရွာလူကြီးဟမ်ဒီနှစ်ထီးကြီးကသားမွေးနိုင်တယ်ဗျဖိုက်ကြီးကလည်းပူလို့ဒီကောင်မတကယ်ပြောနေတာတကယ်ပြောတာဗောဗျဟာချက်ကြီးကလည်းတွဲလို့ဖိုက်ကြီးကလည်းပူနေတာပဲရွာလူကြီးဒီနှစ်ထီးသားမွေးနိုင်တယ်ဗျဟုတ်ရလားကွာဟုတ်တယ်ရွာလူကြီးဘာမှမပူနဲ့ဒီနှစ်ထီးသားမွေးဖို့ကိစ္စကိုသီလတာဝန်ယူတယ်မင်းတကယ်ပြောတာမလို့ဝင်တော်လိုက်တော့အမလေးရွာလူကြီးအဲ့ငါရုပ်ယူသွားပြီးတော့မြန်မွေးအောင်လုပ်ပြီးနော်မြန်မွေးအောင်လုပ်မလေးရွာလူကြီးဝင်တာလည်းဒီမှာသီလအဆောက်ကွာတော့မယ်ဗျလုပ်ပါကွာယူသွားသမားနေသမားဦးပြီလားဟိုဒီနှစ်ထီးကိုမင်းဘယ်လိုမွေးမယ်ဆိုတဲ့အကြောင်းကိုလည်းငါ့ကိုရှင်းပြခဲ့ပါအောင်ကွာရွာလူကြီးကလေရွာတွေကလက်တဲ့ဒေါခင်မိတ်တို့ညီမတွေကိုအကူကြီးတောင်းရမှာဗောအကူကြီးတောင်းတာတော့ဟုတ်ပါပြီဘယ်လိုလုပ်ပြီးမွေးမှာတုံးလို့ရွာလူကြီးကလေဗျာတယောက်ကဆွဲထုတ်တယောက်ကတွန်းပြီးပြီဗောရွာလူကြီးရဲ့ဒါပဲနော်မနဲ့စောကြရင်နွားသားလေးနဲ့ဟောဒီနှစ်ထီးကြီးကိုငါမြင်ချင်းတယ်စိတ်ချစမ်းပါရွာလူကြီးကျွန်တော်တို့အရှိရွာမြစ်စကုံးရွာသားတွေအဲ့ဒီလောက်မညံ့ပါဘူးရွာလူကြီးရဲ့ဒီလောက်အသေးပွဲကိစ္စလေးနဲ့မောတရာတုကမိန်လေးကိုသွားမမင်းနဲ့သီလတာဝန်ယူရဲရွာလူကြီးအခုမလေးတော်ပြီအစုပ်တွေကွာဘုံတော့မယ်ရွာလူကြီးအေးပါဟိုတကယ်လို့လေမနဲ့စောအဲ့နွားသားလေးနဲ့နှစ်ထီးကြီးကိုငါမြင်ရပြီဆိုရင်မင်းကိုကျေးဇူးဆက်တဲ့အနေနဲ့ကြိုက်တာကျွေးမယ်တကယ်ပြောတော့နော်ရွာလူကြီးတကယ်ပြောတာကျွန်တော်စားချင်တာကြက်ပြကြက်ဘာကြက်တော့ဟိုရွာလူကြီးကိုခမဲပေးထားတဲ့ကြက်မကြီးလေအေးပါကွာကဲစားစီကွာကျွန်တော်သွားမယ်အေးရှင်းဝင်နာနာလေးတွန်းသားမှာဟဲ့ဒါမှမြန်ဝင်းပါဗောနာနာတော့ကျုပ်လည်းတွန်းနေတာပဲတော့နေတို့เนี่ยကလည်းစားကြီးများနေတာပဲမြန်တွန်းသားမှာတဲ့တွန်းနေတာပဲတော့တွန်းတီလာရဲ့စိတ်ညစ်တယ်တီလာနေကတွန်းကြလို့ငါဝိုင်းတွန်းနေရတာနှစ်ထီးကသားမွေးတယ်လို့တခါမှမကြားဘူးဟိုဒီနှစ်ထီးကြီးကလည်းသားရှိတဲ့ပုံမပေါ်ပါဘူးဟဲ့ဒီမှာငါတတန်းရှောက်မှလေကြုံမှုသမျှကြားဘူးသမျှတခါမှဒီလိုနှစ်ထီးကသားမွေးလို့မကြားဘူးဟာနင်တို့ကြုံမှုတယ်ဆိုတာလူမွေးတာတော့ပဲကြုံမှုတာဒီလိုနွားတို့တလိမ့်ဆန်တို့မွေးတာနင်တို့မကြုံဘူးတွန်းစမ်းပါဟဲ့လူဆိုလဲမိန်းမပဲမွေးတာကြားဘူးပါတယ်ဟဲ့နွားဆိုလဲနမပဲမွေးတာကြားဘူးတယ်နှစ်ထီးကမွေးရမယ်လို့ကြားဘူးအောင်တော့ကဲဘာပဲဖြစ်ဖြစ်ဒီနှစ်ထီးကသားမွေးမယ်ဟာတွန်းကဲတွန်းစမ်းပါဟာတွန်းစိတ်ညစ်ပါလေဟဲ့ဘာမှမဟုတ်ဘူးတွန်းအားထက်တွန်းရပဲတွန်းစမ်းပါအားထက်ပါဟာတွန်းရပဲဟဲ့ညာလေတို့ဦးတီလာဘာကြီးကိုတွန်းလိုက်ဆွဲရနေဘာလို့မဟုတ်မှလွယ်ရောနွားထီးကိုတောင်းမခိုင်းကြမဟုတ်တာဒုက္ခမလေးဟိုဒီမှာလေနထီးကတားမိုးမယ်ဆိုလို့ဒီမှာတွန်းခိုင်းနေလို့ဝိုင်းတွန်းနေရတာကျမတော့မထင်ပါဘူးဒုက္ခမလေးရဲ့ဟာဦးတီလာနထီးတောင်းမိုးလေဆိုတာကြောက်ဘူးလို့လားမဖြစ်နိုင်တော့လူပင်မကိုလုံနေပြန်ပြီဒီလိုပဲမောတရာဒုက္ခမလေးရွှေနန်းတော်ကြီးကထီးပြားကြီးကဒီနွားလာဥဒ္ဒပနထီးမှာတားမွေးဖို့အချိန်ကြာရောက်နေပြီဖြစ်ပါသဖြင့်ကျွန်ုပ်တို့ရွာသားတွေကိုပညာရှိဟုဆိုတာဒီနွားလာဥဒ္ဒပတားမွေးဖို့အတွက်ကျွန်ုပ်တို့ရွာကိုလာပို့သွားလို့ကျွန်ုပ်တို့ကတားမွေးအောင်တွန်းထုတ်ပေးနေတာပါမောတရာဒုက္ခမလေးရောင်းရသူကဘာတော့မနေ့ကရွာလူကြီးစီကိုနွားလာဥဒ္ဒပကြီးတကောင်ပို့ထားတယ်ဆိုဟုတ်တယ်လေဘာဖြစ်လို့ပို့လိုက်ရတာတော့ဒီလိုကိုဝင်ပေါ့နာအဲ့ဒီနွားလာဥဒ္ဒပကြီးမှာကိုဝင်ရှိလို့တဲ့အဲ့ဒီကိုဝင်ကိုအရှိရွာမြစ်စကုံးရွာသားတွေကတားဖွားပေးဖို့ဆိုပြီးပို့ထားရတယ်ဗျာဟာနွားလာဥဒ္ဒပကြီးကအချင်းကြီးပဲဥစ္စာကိုဘယ်လိုဖြစ်ပြီးကိုဝင်ရှိရမှာတော့ကျုပ်ပြေတခါမှမကြောက်ပါဘူးဗျာအရင်ကမကြောက်ဘူးပဲအခုကြားဘူးပြီမလားတော်တော့အံ့ဩဖို့ကောင်းနေပြီရောင်းရင်သူကဟုတ်တယ်ကိုဝင်ပေါ့နာအကျွန်ုပ်လည်းစဉ်းစားနေဒီနွားလာဥဒ္ဒပကြီးရဲ့ကိုဝင်ကိုအကျွန်ုပ်ဘသူနဲ့ရတာလဲဆိုတော့အရင်သိချင်ဟုတ်မဟုတ်မှလွဲရောဒီနွားလာဥဒ္ဒပကြီးရဲ့ကိုဝင်အကျွန်ုပ်ရွာလူကြီးကိုမသိငါဘူးဘာလို့လို့ကိုရင်မောနာပဲစဉ်းစားကြည့်နွားလာဥဒ္ဒပကြီးရဲ့ကိုဝင်ကိုဘယင်ကြီးပြားကြီးအကျွန်ုပ်တို့ရွာကိုပို့ပြီးရွာလူကြီးကိုမွေးခိုင်းတယ်ဆိုတဲ့ဒါရွာလူကြီးလက်ချက်ကြောင့်ဖြစ်ဖြစ်နိုင်တယ်ရောင်းရင်ပြောတာဖြစ်နိုင်တယ်
ဒီနွားလာဥဒ္ဒဘာကြီးကိုတခြားအရာမှာသွားပို့ပြီးတော့မွေးခိုင်းရင်လည်းရတဲ့ဥစ္စာကိုကျုပ်တို့ရွာကမှရွေးပြီးတော့ပို့ရတယ်ဆိုတော့ရောင်းရင်ပြောတာဖြစ်နိုင်တယ် အဲ့ဒီဖြစ်နိုင်တာကိုအတာထားအောင်အခုအဲ့ဒီနွားလာဥဒ္ဒဘာနထီးကိုလေရောင်းရင်တီလာကသူသားဖွားပေးမယ်ဆိုပြီးယူသွားလေရဲ့ ။အိုးဒါကြောင့်မို့စောစောတော့ရွာထဲမှာမိဖွားဖို့ဆိုပြီးလက်တယ်လိုက်ရှားနေတာကိုဟုတ်ပြီဟုတ်လားဟိုဒါပေမဲ့အဲ့ဒီရောင်ချင်းကနှစ်ထီးကိုတကယ်တော့သွားဖွားပေးနိုင်ဘူးလားဟမ် သားဖွားပေးနိုင်တာမပေးနိုင်တော့မသိဘူးရွာလူကြီးကိုတော့ကိုရင်တီလာအဲ့နထီးကိုသားဖွားပေးမယ်ဆိုပြီးယူသွားတာပဲ အာမဖြစ်နိုင်တာ ငါရွာသူရွာသားတွေကလည်းရွှေနန်းတော်ကြီးကမေးတဲ့မေးခွန်းကိုဖြေဆိုဖို့အစည်းအဝေးခေါ်လိုက်တိုင်းမလာကြတာကများတယ်ကဲအခုကိစ္စကိုလည်းမင်းတို့သိတင်တဲ့လောက်သိပြီးကြရောပေါ့ ရွာလူကြီးကျွန်တော်မသိသေးပါဘူးရွာလူကြီး ဟေး ကျွန်တော်ဒီနေရာကိုဘလို့အကြောင်းရောက်တယ်လဲဆိုတာလဲကျွန်တော်မသိသေးပါဘူးရွာလူကြီး ဟဲ့ကောင်သီလားမင်းဒီနေရာကိုဘလို့အကြောင်းကြောင့်ရောက်လာတယ်ဆိုတာမင်းကိုမင်းမသိဘူးဟုတ်လား ဟုတ်တယ်ရွာလူကြီးသူများတွေတွားတာတွေ့တာနဲ့ကျုပ်လည်းရောပြီးပါလာတာရွာလူကြီးရဲ့ ဟဲ့ကောင်သီလားမင်းထရင်မှုနေတာမဟုတ်လား အာရွာလူကြီးကလည်းဟုတ်တယ်ကျွန်တော်ကမနေ့ညနေတည်းကထရင်မူပြီးအိပ်ပျော်နေတာဒီနေ့မနက်မှနိုးတာရွာလူကြီးရဲ့ ဩအေးမင်းမူးနေတယ်ဆိုရင်ငိမ်လေးထိုင်ပြီးနားထောင်အားလုံးကိစ္စဝိစ္စပြီးလို့ကိုယ့်အိမ်ကိုပြန်သွားကြရင်မင်းမပြန်နဲ့နေရခဲ့ ဘာဖြစ်လို့လဲရွာလူကြီးရဲ့ ငါစီကိုမင်းထရေတောက်ပြီးလာတဲ့အတွက်မင်းကိုငါဘေပတ်လေမြေချင်းတစ်ချင်းတူးခိုင်းရမှာ အာရွာလူကြီးကလည်းအဲ့ဒီအပြစ်မျိုးတော့မပေးပါနဲ့ရွာလူကြီးရဲ့ ဟေးကောင်သီလမင်းပါဇက်ပိတ်ပြီးငိမ်လေးထိုင်နေဆက်ပြောရင်နှစ်ချင်းဖြစ်မယ်နောက်ထပ်ဆက်ပြောရင်လေးချင်းဖြစ်မယ် ရောင်းရင်ဒီလားရွှာလူကြီးပြောတာကိုသေချာနားထောင်ပါအောင်ရောင်းရလဲရောင်းရင်းပဲထိုင်းရတောက်ပြီးတော့ရွာလူကြီးရှေ့လာရတယ်လို့တချင်းမကောက်ဘူးအများကြီးဒုက္ခိုက်မှုကောင်းတယ် ကဲရွာသူရွာသားတွေခုနစကားဆက်အောင်ဟမ်ငါစကားတော့ဘယ်ရောက်လို့ရောက်မှမသိပါဘူးကွာ ဟုတ်ပါတော့တီလာနင်းကလေလူကြီးစကားပြောရင်စောက်အောင်နားမထောင်ပြီးတော့လူကြီးရှေ့လာတာထရေမူးလာတယ်အဲ့ကြောင့်မင်းတို့ကြည့်မရ အဲ့ဒါပြောတာပေါ့ရွှေဝဲတဲ့ကိစ္စမှာငပိတွေကကန့်လာဆိုတာဒါမျိုးပေါ့ ဟုတ်ပါတော့မြေချင်းကို10ချင်းလောက်ဒုခိုင်းမှုကောင်းတယ်သူ့ကိုပြောနေရတယ်ရွာလူကြီးစကားတော့နားမထောင်ရတော့ ဒီမသီလားမထေးတော့လို့ရှိလို့ရှိရင်တခါတည်းလဲတော့တောက်လိုက်ပါလားကွာ ဘာဖြစ်လို့လဲရောင်းရင်ရဲ့ အဲ့လိုတခါတည်းလဲတော့မှမဲတန်ကိုမကြားတော့မှ တော်ကြသားမှာရောင်းရင်တို့ဟာရွာလူကြီးဘာပြောမယ်ဆိုတာကိုသိချင်လာပြီဗျနားထောင်ကြသားမှာ တတိယဒီတခါဘယင်ကြီးမေးထားတဲ့မေးခွန်းကငါလည်းစဉ်းစားလို့ကိုမရအရင်မေးခွန်းမျိုးတွေနဲ့လုံးဝကိုမတူတာ ဟုတ်တယ်နော်ရွာလူကြီးဟိုနထီးကိုတားမွတ်ခိုင်းတယ်ဆိုတဲ့ကိစ္စလုံးဝမဖြစ်နိုင်တဲ့ကိစ္စ ဒါပေါ့ဟုတ်ကဲဟိုမင်းတို့ထဲအောင်ဘယ်သူဖြေနိုင်မဲ့လူရှိတယ် ကျွန်တော်အနေနဲ့ကတော့ အေး ကျွန်တော်အနေနဲ့ကတော့စဉ်းစားကြည့်တယ်ကျွန်တော်စဉ်းစားလို့မရဘူး တောင်းရောင်းနေ စဉ်းစားလို့မရတာမစဉ်းစားနေသည် ဟဲ့ကောင်သူရမင်းရော အကျွန်ုပ်ကတော့တီဦး ဟာတိသလားလို့ဒီကကြည့်နေတာဟုတ်လိုက်တော့သောနာ ဗျာ မင်းရောဘလို့ ကျွန်ုပ်အနေနဲ့ကဘလို့မှစဉ်းစားလို့မရပါဘူးရော အေးတစ်သက်လုံးလည်းရမှာမဟုတ်နော်ကဲညီတို့ ကျမတို့လည်းလုံးဝစဉ်းစားလို့မရပါဘူးရွာလူကြီး မရပါဘူးတော့ ဟိုကျမလည်းစဉ်းစားလို့မရဘူးရွာလူကြီး ကောင်းတယ်မစင်စားတဲ့နဲ့မစင်စားနဲ့မင်းတို့လည်းမဖြေချနဲ့ဒီကိစ္စကိုမဟောတထားဒုက္ခမင်းလေးစီတွားမေးအောင်လဲခဏမေးလို့တော့ငါအားနာလာပြီငါပဲစဉ်းစားတာကောင်းတယ် ကောင်းတယ်ရွာလူကြီးရွာလူကြီးဟာကိုရွာလူကြီးစဉ်းစားတာပဲကောင်းပါတယ်ရွာလူကြီးဟာကိုရွာတွေကလူတွေစဉ်းစားလို့မဖြစ်နိုင်ပါဘူးရွာလူကြီး ဟာဟဲ့က ဘာလို့ဒီကိုဒီနေရာကိုချင်းရတာတခြားမဟုတ်ပါဘူးကျွန်
လို့ပြောသည့်စကားများကိုရွှေ